ထွေးပေါက်တွေကျင်းနေတယ်။သားရည်ကကြမ်းတမ်းမနီမညာဖြစ်ပြီးတော့ဘာ skin care product တွေတုံးမသိတာဘူး။ဒါဆိုလို့ရှိရင်တော့ဒေါက်တာကယူသင့်တဲ့ aesthetic ကုထုံးလေးတစ်ခုကိုပြပြချင်ပါတယ်။ဒါလေးကတော့ redo ကိုကုထုံးလေးဖြစ်ပါတယ်။အဲ့ redo ကိုကုထုံးကဘာဖြစ်လို့ချွေးပေါက်သူတက်တာစရာလေးဆိုလို့ရှိရင်ချွေးပေါက်ထွက်ခဲ့တဲ့အကြောင်းရင်းကတော့သူကနှစ်ပိုင်းရှိရပါတော့။အစီထွက်လွန်ခဲ့တဲ့နောက်တစ်ခုကကြတော့အသားရည်ကအသက်ကြီးလာလို့ပဲဖြစ်ဖြစ်ဒေါက်တာတို့ရဲ့နေအောင်ကြီးရောက်ပဲဖြစ်ဖြစ် collagen elastin ထုတ်လုပ်မှုတွေရော့တဲကြတာလို့လည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီ redo ကိုထုံးမှဆိုရင်ဒေါက်တာတို့အသားအရည်အတွက်တကယ့်ကို main structure ကြီးဖြစ်တဲ့ ECN scaffold ပေါ့။ဒီ ECN scaffold ကိုသူက ready made တခါတည်းထည့်ပေးလိုက်တာဖြစ်တယ်ပေါ့နော်။အဲ့တော့တခြား treatment တွေလိုမျိုးအချိန်တစ်ခုစောင့်နေရမယ်မဟုတ်ဘဲနဲ့အချိန်တိုအတွင်းမှာပဲသူ့ရဲ့အသားရည် quality ကိုမြင်တိုးတက်စေတယ်။full tightening လို့ခေါ်တဲ့ treatment တွေကိုကျင်းပြီးတော့အသားရည်ကို glow လာစေတယ်ပေါ့နော်။အဲ့တော့ ready made ခောက်ဆွဲချောက်တွေလိုပဲဒါဒီလဲ ready made ECN ဆိုတာကညနာတစ်ခုလုံးကိုထောက်ပံ့ပေးထားတဲ့ collagen scaffold တွေဖြစ်တယ်ပေါ့နော်အဲ့ဒါမှသူကတခါတည်းတစ်ပြိုင်နက်တည်းထိုးသွင်းပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ result ကပုံမြန်နေအသားရေပြားအတွက်လိုအပ်တယ်ပေါ့နော်အာဟာရတွေဒီ scaffold မှာပါဝင်တဲ့collagen နဲ့ fibrous တွေဒါမျိုးတွေအကုန်လုံးတခါလေးထိုးထည့်ပေးကြဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ skin quality တိုးတက်လာတာကိုမြင်ဆန်ပို့ပြီးတော့မြင်ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုသူတွေလုပ်တင်လဲဆိုလို့ရှိရင်ချွေးပေါက်တွေကျဲပြီးတော့အသားရည်မနီမညာကြမ်းတမ်းနေတယ်ဘာမိတ်ကလေးလည်းအဆင်မပြေဘူးเนาะအသားရည်ကြည်လင်မှုမရှိဘူးနောက်တစ်ခုကအသားရည်ကရော့တွဲနေရဲ့အရေးချောင်းပပလေးတွေစပေါ်ပြီးတော့ဒီကိုယ့်ရဲ့အသားရည်ကရွက်တရော်ရဲ့ဖြစ်နေရဲ့ဒီလိုမျိုးဆိုလို့ရှိရင်redo ကို treatment လေးကိုယူလို့ရတယ်ပေါ့နော်အဲ့တော့ဒေါက်တာတို့ဆေးကမှာဆိုရင်ပို့ပြီးတော့သားရည်ရဲ့ quality တိုးတက်တာတွေကိုမြင်ရဖို့အတွက်ချွေးပေါက်ကျင်တာတွေပိုသိတာဖို့အတွက် limited time လေးနဲ့ဒီ redo ကိုတစ်ချိန်ယူတိုင်းဒေါက်တာတို့ဆေးကရဲ့ best seller အိမ်ဆိုဆုံးကုထုံးလေးကိုတစ်ချိန်လက်ဆောင်ပေးသွားမယ်အဲ့တော့ဘာလို့မှလဲ redo နဲ့အိမ်ဆိုဆုံးပေါင်းသွားပြီဆိုတော့ချွေးပေါက်ကျင်တာတွေပို့ပြီးတော့အတိတ်တ improvement ဖြစ်မယ်ဒါတွေ quality ပိုကောင်းလာမယ်ဒီ final လေးတွေပို့ပြီးတော့သက်သာလာမယ်မြန်ဆန်လာမယ်ပေါ့နော်အဲ့တော့ဒီ aesthetic ကုထုံးတွေက combination လို့ခေါ်တဲ့ပေါင်းဆက်ပြီးတော့ပြုလုပ်ရတဲ့ဒီကုထုံးတွေဒီပို့ပြီးတော့ဒီ results တွေကိုမြင်ရတယ်ပေါ့နော်အဲ့တော့ဒါက combination treatment တွေကိုစဉ်းစားနေကြအောင်လို့အောင်လို့တခါရင်လက်ဆောင်ထည့်ပေးရဖြစ်ပါတယ် limited time မှာ limited offer ဖြစ်တဲ့ကြောင့်မလို့အမြန်ပဲဆက်သွယ်လိုက်တော့နော်